ဆောင်ရရောင်လျံဖြာထိတ်ခေါင်းကအောင်လန်းသာသည်အောင်ဆမ်းမဟာတိဇာနီတပါမြမပြည်တလွှာမကကဘာတခွင်ကျော်သည်မြမပြည်တလွှာမကကဘာတခွင်ကျော်သည်ရာဇဝင်တော်အံဝဲဆရာတပါတပါယနေ့ဗုဒ္ဓမြတ်စွာသာသနာတော်နှစ်2569နှစ်လူတော်ကောဇာတက္ကရာ1389ခုနှစ်တော်သလင်းလပိကျော်8ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ14ရက်နေ့ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အောင်ဆန်းမြို့စင်ကူရပ်ကွက်မောဂောဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန်ပွားရေးဖွဲ့ခွဲမှ89တော်ရတအုပ်ကျောင်းတိုက်ကြီးတွင်၌ကျင်းပပြုလုပ်အပ်သော203ကြိမ်မြောက်တော်သလင်းလ15ရက်အထူးတရားအထုတ်ပူဇော်ပွဲကြီးယနေ့6ရက်မြောက်သောနေ့ဧချာမြောက်သောနေ့ပုံမှာတော့နန္ဒကျေးဇူးတော်ရှင်မောဂောဆရာတော်ဘုရားကြီးဥပနိတ္တအတိုင်းပြည်တွင်ပြည်ပကမ္ဘာဗုဒ္ဓသာသနာပြုကျော်ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီးအဆုံးအမဩဝါဒမြောက်ကိုခံယူ၍ဤကြောင့်တိုက်တာတွင်မှာသတင်းသုံးဆံပြောတော်မူကြကုန်သောကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီးမှုပြုတော်သံဃာတော်ရှင်သူမြတ်တို့၏ဘုံရိပ်ကံရိပ်မေတ္တာရိပ်ဩဝါဒရိပ်တို့ကိုခိုလုံ၍တရားစကားဝင်တရားလို့အထုတ်တော်မူကြကုန်သောသံဃာတော်ရှင်သူများနှင့်သာသနာ့နယ်ဝင်သိက္ခာရှင်ဆရာလေးများအလုံးသောမိဘညီကိုမောင်နှမဆွေတော်မျိုးတော်ယောဂီသူတော်စင်များအလုံးတို့ဟာဦးဇင်းများအနေနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့မူလပဏ္ဏတပါဠိတော်ရထဝိရိဒသုတ်ကိုခြေခံထားပြီးနန္ဒကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီး19ရက်6လ1962ခုနှစ်နဲ့20ရက်6လ1962ခုနှစ်မှာဟောကြားတော်မူခဲ့တဲ့ဝိသုဒ္ဓိ9ပါးယထာ9ဆင်းတရားတော်များနဲ့အတူသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး4ရက်6လ2002ခုနှစ်မှာဟောကြားဆုံးမတော်မူခဲ့တဲ့ဝိသုဒ္ဓိ9ပါးယထာ9ဆင်းဥမာဗျာဆိုတဲ့တရားများကိုခြေခံထားပြီးအလုံးသောဆွေတော်မြို့တော်များကျေးဇူးဆက်သွားပြန်ဟောကြားပေးမဲ့တရားတော်ရဲ့အမည်ကအစင်မှန်မှနိဗ္ဗာန်ရအမှတ်3တရားတော်တဲ့ဤတရားဒေသနာတော်မြတ်ကြီးကိုလည်းပဲကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးဥပနိတ္တအတိုင်းဟောကြားနာကြားကြီးညိုမှတ်သားကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရားကြီးရေးသားတည်ကုန်းတော်မူခဲ့သောမူလနဗျာလင်္ကာဆောင်ဖို့နှင့်ဒိဋ္ဌိပြုတ်လင်္ကာတို့ကိုတန်ပြန်ညာရွတ်ဆိုပြီးဦးဇင်းများတရားဝယ်စလိုက်ကြရအောင်မူလနဗျာသစ္စာနှစ်ခုလေးကိုအလွာအင်္ဂါ12ပါးတရားကိုများနှင့်သောမရစနေယမူလဩသောဝနှင့်ကာလသုံးပြချင်းရ20ဤရှိသွေကိုအလွယ်ကြမသိသေးအပ်သည်တန္တရာမလောကြောင့်ဒီဝိဇ္ဇာနှင့်တဏှာရင်ခံအပင်မမျိုးမျိုးမအပင်အမြင်မပြဆက်ဆက်သည်ဟအဘံဗံဖြစ်ပြန်ဤအလျောဓမ္မတကြစသည်များလူနာများစွာတတဝါတို့ဖြစ်လာရမို့မဟုတ်ဉာဏ်ဖြင့်ရှု၍မျောအလုံးသောမိဘညီကိုမောင်နှမဆွေတော်မျိုးတော်ယောဂီသူတော်စင်များတရားစကားနေဝင်ကြတယ်တရားအလုပ်တွေအားထုတ်ကြတယ်အဲ့ဒါဘာလို့ကြတာလဲဆိုရင်ဦးဇင်းတို့ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီးကတော့မနေ့ညနေကတရားထဲမှာလည်းဟောသွားခဲ့ပါတယ်ဒိဋ္ဌိကိုအပွားဉာဏ်နဲ့ခွာနေကြတာတဲ့ဒ
ဒေတိကိုဘာနဲ့ခွာနေကြတာအပွားညာနဲ့ခွာနေကြတာပဲကောင်းပြီအဲ့ဒီလိုဒေတိကိုအပွားညာနဲ့ခွာတဲ့အလုပ်ဒီတခြားအလုပ်လားဝိပဿနာလုပ်လားဝိပဿနာလုပ်ပဲအဲ့ဒီလိုဝိပဿနာလုပ်တီအားလျော်စွာပဲဘုရားတော်ဆိုတော်မြို့တော်များထိုက်တင်တီအားလျော်စွာဖြစ်ပျက်တယ်မမြင်ဘူးလားဆိုရင်မြင်နေကြတာပါပဲအဲ့ဒီလိုဖြစ်ပျက်တွေမြန်မာလျက်ကနေရှင်ပြားတို့ပြောနေကြတယ်ဖြစ်ပျက်အဆုံးဖြစ်တဲ့နိဗ္ဗာန်ဖြစ်ပျက်အဆုံးဖြစ်တဲ့အဲ့ဒီနိဗ္ဗာန်ကိုတပည့်တော်တို့ယခုဒီဘာကြောင့်မျက်မှောက်မပြုတ်နိုင်ကြသေးတာလဲဖះလို့မေးမယ်ဆိုရင်အစင်လွဲနေကြလို့ဘာလွဲနေကြလို့ဒါကြောင့်မပြောရကြပါအစင်မှန်မှအစင်မှန်မှအစင်မှန်လျင်နိဗ္ဗာန်မြင်တယ်ဗျာအစင်မှန်လျင်အစင်မှန်ဖို့ကသိကိုအရေးကြီးတယ်ဒါကြောင့်မလို့ပဲရှင်သာရိပုတ္တရာကရှင်ပုံနာကိုမိခဲ့တာပေါ့အရှင်ဘုရားတဲ့ရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်ပြီးမြတ်သောကျင့်ကိုကျင့်ခဲ့ဆိုတာသီလဝိသုဒ္ဓိသီလစင်ကြယ်ဖို့အတွက်ပါလားဘုရားတလောက်ကလေးလည်းမဟုတ်ပါဘူးအဲ့ဒါဆိုရင်ရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်ပြီးမြတ်သောကျင့်ကိုကျင့်ဆိုတာစိတ်တဝိသုဒ္ဓိစိတ်စင်ကြယ်ဖို့အတွက်ပါလားဘုရားတလောက်ကလေးလည်းမဟုတ်ပါဘူးဘုရားတဲ့အဲ့ဒါဆိုရင်ရှင်ဘုရားရဲ့တဲ့ရှင်ဘုရားမြတ်သောအကျင့်ကိုကျင့်ပြီးသာသနာ့ဘောင်ကိုဝင်ရလဲဆိုတာဒိဋ္ဌိဝိသုဒ္ဓိဘာဝိသုဒ္ဓိဒိဋ္ဌိဆိုတာအယူကိုပြောတာဘာကိုပြောတာလဲဝိသုဒ္ဓိဆိုတာစင်ကြယ်တာကိုပြောတာဘာကိုပြောတာလဲအယူစင်ကြယ်တယ်ပေါ့အယူစင်ကြယ်တယ်ဆိုတာတခြားပြောတာလားအယူမှန်တာကိုပြောတာလားအယူမှန်တာကိုပြောတာပဲဗျအဲ့ဒီမှာပဲရှင်သာရိပုတ္တရာကရှင်ပုံနာကိုမေးလိုက်တယ်လေရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်လာတယ်ဆိုတာတဲ့မြတ်သောကျင့်ကိုကျင့်နေတာဟာဒိဋ္ဌိဝိသုဒ္ဓိအယူစင်ကြယ်ပါစေခြင်းအကျိုးငါအရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်လာတာလားဘုရားဒီလောက်ကလေးလေမဟုတ်ပါဘူးဗျာတဲ့ဟာအရှင်ဘုရားခတ်တော်နေပြီရှင်ဘုရားတပည့်တော်မေးတိုင်းဒီလောက်ကလေးလည်းမဟုတ်ဘူးဒီလောက်ကလေးလည်းမဟုတ်ဘူးလို့လည်းပြောနေတယ်ဒီမှာကြည့်ဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိအယူဝါဒစင်ကြယ်ဖို့အတွက်အရှင်ဘုရားသာသနာ့ဘောင်လို့ဆိုအရှင်ဘုရားမဟုတ်ဘူးလို့ပြောခဲ့တယ်အရှင်ဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားထဲမှာဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိစင်ကြယ်ဖို့ကလည်းမလိုဘူးလားဖေဟာမလိုဘူးလားဖေဟာလိုတာပေါ့အရှင်ဘုရားကလည်းဒါပေမဲ့ရှင်သာရိပုတ္တရာရဲ့တဲ့ငါရှင်ရဲ့တဲ့ဒိဋ္ဌိဝိသုဒ္ဓိအယူစင်ကြယ်ယုံတော့လည်းနိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်သေးဘူးဖေဟာတဲ့ဟောအယူဝါဒမစင်ကြယ်ပဲနဲ့လည်းနိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်သေးဘူးဖေဟာတဲ့အဲ့ဒါဆိုရင်ရှင်ဘုရားတဲ့ရှင်ဘုရားသာရိပုတ္တရာရဲ့ဒိဋ္ဌိပြုတ်ဆိုရင်ဒီမှာဒိဋ္ဌိဖြုံနည်းဟာ3နည်းတောင်ရှိတယ်ဖေဟာတဲ့ဘယ်နှနည်းလဲ3နည်းဆရာတော်ဘုရားမနေ့ကပြောသွားခဲ့ပြီဒီတရားလေးတွေအခြေတည်လိုက်ပြီနော်မနေ့ကပဲဆရာတော်ဘုရားကတော့အတိဖြုတ်ဟောအတိဖြုတ်အပွားဖြုတ်အပယ်ဖြုတ်ဆိုပြီးတော့မှပယ်နည်းကလည်း3နည်းရှိသေးတယ်ဖေဟာတဲ့အဲ့ဒါကိုပဲရှင်ဘုရားတဲ့ပရိညာနဲ့ပြောမယ်ဆိုရင်အတိဖြုတ်ကညာတပရိညာဟောအတိဖြုတ်ကညာတပရိညာဖျားတဲ့ဟောအပွားဖြုတ်ကတော့တိရဏပရိညာတဲ့ဘာဖြုတ်ကတိရဏပရိညာပြီးအောင်ပြောတော့အဖွားပြုတ်တာမလုံးနဲ့ဟောလားဦးဇင်းတို့အဖွားတွေကိုပြောအောင်တော့မလုပ်ကြနဲ့အပွားပြုတ်တာဘာပြုတ်တာအဖွားတွေကလန့်နေမှလဲကြောက်တယ်သူတို့အာကိုဟောနေရတယ်ဒီကဟုတ်လားအပွားပြုတ်သည်ဘာပရိညာတိရဏပရိညာပြရတယ်ဟောအပယ်ပြုတ်သည်ပဟာနပရိညာဟောအပယ်ပြုတ်သည်ပဟာနပရိညာဆိုပြီးပရိညာ3ပါးရှိတယ်ဗျာတဲ့အဲ့ဒီမှာအတိပြုတ်ဆိုတာကတော့ရှင်ဘုရားညာတပရိညာသိတဲ့သိလိုက်တာကိုသိဖို့အတွက်ကဘသူတွေရဲ့တာဝန်ဩဆရာသမားတို့ရဲ့တာဝန်ဗျာတဲ့ဟောခုနပြောခဲ့တဲ့အပွားပြုတ်ကဘသူတွေရဲ့တာဝန်ယောဂီတို့ရဲ့တာဝန်ဆိုရင်ရင်ဘက်ချင်းနှလုံးသားချင်းသိပ်ဝေးလုံးပါတယ်တပည့်တော်တို့ရဲ့တာဝန်လုပ်လိုက်ဘသူတာဝန်တပည့်တော်တို့တာဝန်လုပ်လိုက်တော့ယောဂီဆိုသူတို့မဟုတ်တဲ့အတိုင်းပဲတပည့်တော်တို့ဆိုပုံမနီးဘူးလားနီးသလားကိုပြောလိုက်တော့နော်တိရဏပရိညာတိဘသူတွေရဲ့တာဝန်ဆွေတော်မြို့တော်များရဲ့တာဝန်ပဲဟောပဟာနပရိညာကတော့
ဓမ္မရဲ့တောင်းဘုသူတောင်းဓမ္မရဲ့တောင်းမယ်တဲ့ကောင်းပြီတဲ့အရှင်ပြတဲ့ဒိဋ္ဌိပြုတ်ရုံတော့နဲ့ဘာလို့တပည့်တော်ကနိဗ္ဗာန်ကိုမျက်မှောက်မပြုတ်ဆိုတာဒီမှာကြည့်လိုက်ဒိဋ္ဌိပြုတ်နေမှာ3နည်းနံပါတ်1အသိပြုတ်ဟောအသိဉာဏ်နဲ့ဆိုတော့မြို့တော်မှာတရားတွေနာတော့မပြုတ်ဘူးလားပြုတ်ပြီလားပြုတ်ပြီဒီခန္ဓာ၅ပါးယုံ nant တရားကြီးကငါသူတော်ဘာယောက်ျားမိန်းမလားယုံနဲ့နာမည်ရှိရယုံနဲ့နာမည်လို့မှန်မှန်ကန်ကန်သိသွားပြီဆိုရင်တက္ကာယဒိဋ္ဌိပြုတ်တယ်ဗာဒိဋ္ဌိပြုတ်တယ်ဒီခန္ဓာကိုယ်ကငါဟုတ်သလားသူရောဟုတ်သလားယောက်ျားရောဟုတ်သလားမိန်းမရောဟုတ်သလားတကယ်တော့ဆိုတော်မျိုးလားအချင်းချုပ်လိုက်တော့ဘာနဲ့ဘာပဲရှိရယောက်ျားမှလည်းဘာနဲ့ဘာပဲရှိမိန်းမမှလည်းဘာနဲ့ဘာနဲ့ရှိဟောလူတင်လားဆိုမဟုတ်နတ်မှလည်းတခြားလားယုံနဲ့နံလားဗျာမမှလည်းတခြားလားယုံနဲ့နံလားအိုးအောက်ထက်ဆုံးသွားလိုက်တော့တလိษံနေသည်လဲဘာနဲ့ဘာပဲရှိအဲ့ဒီယုံနံကိုယုံနံပဲလို့အမှန်သိရင်ဘာဒိဋ္ဌိပြုတ်ယုံနံကိုအမှန်မသိခဲ့ဘူးငါပဲသူပဲယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲလို့ဆွဲနေဆိုရင်ဘာဒိဋ္ဌိဖြစ်တက္ကာယဒိဋ္ဌိဖြစ်တယ်ဗျာကောဆိုတော်မျိုးလားဟောယခုဆိုရင်ဆိုတော်မျိုးတော်များအသိဉာဏ်နဲ့ဒိဋ္ဌိကိုဖြုတ်ပြီးသောတာပန်တည်ပြီလားတည်ပြီလားဒါပြောသွားတာဒိဋ္ဌိမပြုတ်ဘဲနဲ့လေနိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်ဘူးဒိဋ္ဌိပြုတ်ယုံနဲ့လေမပြုတ်နိုင်လို့ဆိုတော်မျိုးတော်များခုကဲဒိဋ္ဌိပြုတ်နေတာအသိဉာဏ်နဲ့ခွာနေပြီလေမပြုတ်ဘူးလားပြုတ်ပြီလားပြုတ်နေတယ်တည်ပြီလားဒါကြောင့်မို့ဒီလောက်ကလေးလည်းမဟုတ်ဘူးဆိုတာဒါကိုပြောသွားခဲ့တာနော်ဆိုရမြဟောအဲ့ဒီကနေတဆင်သွားဟောအမှတက္ကာယဒိဋ္ဌိပြီးတော့တတ္တတဥစ္စေတာဟောတတ္တတဒိဋ္ဌိဆိုတာဆိုတော့မြတ်ခိုင်တယ်မြဲတယ်တည်တယ်တန့်တယ်လို့ပြောသည်ဘာဒိဋ္ဌိလဲတတ္တတဒိဋ္ဌိနော်ဒီခန္ဓာကိုယ်ကြီးကခိုင်တယ်မြဲတယ်တည်တယ်တန့်တယ်ဒီလိုယူဆတာအမြဲတမ်းမြဲနေတယ်လို့ထင်နေတာဘာဒိဋ္ဌိတတ္တတဒိဋ္ဌိဗျာဟောဒီဘဝသင်ပြီးတာပဲကွာနောက်ဘဝဆိုတာမရှိတော့ဘူးကွာလှုပ်ချင်တာလှုပ်မယ်ကွာသင်ရင်အေးတာပဲကွာပြက်ရင်အေးတာပဲကွာဘာဒိဋ္ဌိတော့ဥစ္စေတာဒိဋ္ဌိဗျာနော်ဟောအဲ့ဒီမှာဥစ္စေတာဒိဋ္ဌိဖြစ်ပုံကိုလည်းသိသွားပြီတတ္တဒိဋ္ဌိဖြစ်ပုံကိုလည်းသိသွားပြီအဲ့ဒီတော့တတ္တဒိဋ္ဌိဖြုတ်ပုံဟောဆိုတော့ဗျာဒီခန္ဓာကိုယ်ကြီးကမြဲသလားမမြဲပါဘူးမြဲမမြဲရတော့မိမိခန္ဓာကိုအဝေးမကြည့်နဲ့ဦးရုပ်တွေနာမ်တွေမပြောသေးဘူးမိမိခန္ဓာကိုကြည့်ငယ်စဉ်တော့နုပြိုမှုတွေရှိသေးလားမရှိတော့ဘူးအဲ့ဒါမြဲလို့လားမမြဲလို့လားမမြဲလို့ပါဗျာချားမကြည့်နဲ့ကိုယ်ဝတ်ထားတဲ့အဝတ်စားလေးကြည့်လိုက်ဆိုတော့မြို့တော်များအရင်တော့တက်တက်လွန်လွန်တောက်တောက်ပြောင်ပြောင်ပဲဖြည်းဖြည်းချင်းဘာဖြစ်လာပြီဟောင်းသွားပြီဘာဖြစ်သွားပြီဟောင်းသွားပြီဆိုရင်မြဲလို့လားမမြဲလို့လားမမြဲလို့ဗျာနော်ကဲခုနနောက်တဲ့အနီးဆက်ဆုံးကိုထပ်ပြောပြီးဆောနာကဦးစင်းတို့ဆိုခဲ့ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိအဲ့စကလုံးတွေရှိသေးလားမရှိတော့ဘူးဘာဖြစ်သွားပြီတော့ပျက်စီးသွားပြီဘာဖြစ်သွားပြီအဲ့တော့အဲ့ဒါပျက်စီးသွားတာအဲ့ပျက်စီးသွားတာကိုပျက်စီးသွားတာလို့သိမယ်ဩနောက်တနည်းပြောတော့တရားထိုင်နေခန္ဓာကိုယ်မှာနားတဲ့ထုံးတဲ့ကျင်တယ်ကြိုက်တယ်ခဲတယ်ဩနားတဲ့သဘောလေးကလည်းမြဲသလားမမြဲပါဘူးအောင့်တဲ့သဘောလေးကလည်းမြဲသလားမြဲတယ်ဆိုရင်အမြဲတမ်းအောင့်နေတယ်ဖြစ်နေမှာပေါ့ဟုတ်တယ်နော်မြဲသလားအောင့်တာကအမြဲတမ်းဖြစ်သလားမဖြစ်ဘူးတက်တာလိုက်ဟောအောင့်သွားလိုက်တက်တာလိုက်အောင့်သွားလိုက်ဒါမျိုးဖြစ်နေတာပြောင်းလဲနေတာနိဘာဖြစ်နေရတော့ဖြစ်ပြီးတော့ဘာဖြစ်သွားနားတဲ့သဘောလေးကဖြစ်ပြီးရင်ဘာဖြစ်တယ်အောင့်တဲ့သဘောလေးကလည်းဖြစ်ပြီးရင်ဘာဖြစ်တယ်ကျင်တဲ့သဘောလေးကလည်းဖြစ်ပြီးရင်ဘာဖြစ်တာဟောအဲ့ဒီလိုဖြစ်ပြီးပြတ်တာပဲဆိုတော့မြဲတာတွေ့တာလားမမြဲတာတွေ့လားမမြဲတာကိုတွေ့ဆိုမြဲတယ်ဆိုတဲ့တတ္တရာဒိဋ္ဌိမပြောဘူးလားပြောပြီလားဟောဖြစ်ဖြစ်ချင်းအသိဉာဏ်တယ်မဟုတ်ဘူးဗျာခန္ဓာဉာဏ်လို့ချင်းအပွားဉာဏ်နဲ့လည်းမခွာဘူးလားခွာပြီလားခွာနေပြီအဲ့နားနေတဲ့သဘောလေးကဟောအဲ့နားနေတဲ့သဘောလေးကချုပ်ပင်ချုပ်ညာတော်လဲပဲဆိုတော့မြို့တော်များတက်တာတဲ့သဘောလေးအစားမထိုးလားစားထိုးတာအစားထိုးတာပဲတက်တာတဲ့သဘောအစားထိုးတယ်ဆိုတာကဒါအားလုံးကိုတော့ရေပုံရပြောလိုက်တာတခါလေးမှတက်တာမလာပဲနဲ့ပို့ပြီးတော့နာတာလည်းမစားမထိုးလားစားထိုးလားအဲ့ဒီအစားထိုးတာကိုတွေ့ပြီဆိုရင်ပြက်တာဟုတ်သလားမဟုတ်ရှင်းနာချုပ်နောက်နာရှင်းနာချုပ်အစားထိုးတာကိုတွေ့လာပြီဆိုရင်တခြားပြုတ်တာလားဥစ္စေတာဒိဋ္ဌိပြုတ်တာဥစ္စေတာဒိဋ္ဌိပြုတ်နေတာပဲဟောခန္ဓာဉာဏ်လို့ချင်းနဲ့ဒုံနိတူဆိုတာပြုတ်နေတာယခုတရားနာနေဆိုတာဘာနဲ့ဖြုတ်နေတာတရားနာနေတာလေလောက်ကြပါအောင်ရက်ကြလို့ရဲ့ဒီနေ့ဆို6ရက်ရှိပြီနော်အသိဉာဏ်နဲ့ခွာနေတာလေဘာနဲ့ခွာနေတာဟောတရားအထုတ်တယ်ခန္ဓာဉာဏ်ရောလှုပ်တယ်ဆိုတာဘာနဲ့ခွာနေတာအပွားဉာဏ်နဲ့ခွာနေတာတီးပြီလားပန်ပြီလားပွင့်နေလောက်ပြီဟုတ်လားပန်ကနီးနေပြီလေတော်တော်အချိန်နဲ့တက်လာပြီ6ရက်ဆိုတော့
နောက်ဆိုရင်ဒါနောက်8ရက်ကတကယ်ကိုစပယ်ရှယ်ကန်ရတော့မယ်ကာလပဲအပီးလောက်ရတော့နော်ဒီစကန်တော့အပီးပဲကွာလို့ချတာချနော်အားပိတ်နေမယ်ဦးဇင်းတို့ဖေးရတယ်ဟေးရတော့မဟုတ်လားအဲ့ဒီလိုပဲခုကြည့်ဟောဘွားညာနေတယ်ဆိုတော့မျိုးတော့ထိုက်တဲ့တရားတွေဆိုခွာနေကြတာဟောအသိညာနဲ့လဲခွာနေကြတာပဲဒါပေမဲ့သောတာပန်တီဗီလားဆိုတော့မတီးသေးဘူးဆိုတော့မျိုးတော်ဗျာနော်ဒါကြောင့်မလို့ဒါဒိဋ္ဌိပြုတ်ကလည်းအရေးမကြီးဘူးလားဆိုရင်အရေးကြီးတယ်ဆိုတော့မျိုးတော်များဒါကြောင့်မလို့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကမင်းညာတရားပြောသွားကြတာပေါ့တဏှာထက်ဘသူကပို၍ကြောက်စရာကောင်းတယ်မမေ့သေးဘူးတော်သေးတယ်မမေ့သေးဘူးတဏှာထက်ဒိဋ္ဌိကပို၍ကြောက်စရာကောင်းတယ်တဲ့ဟုတ်တယ်ဆိုတော့မျိုးတော်များတဏှာကဆိုတော့မျိုးတော်များနော်ဟိုဗာလဲဆိုရင်တော့ဟိုသူဂတိကိုမကွန့်ကွက်နိုင်ဒိဋ္ဌိကသူဂတိကိုလည်းကန့်ကွက်နိုင်တယ်ဆိုတော့မျိုးတော်နိဗ္ဗာန်ကိုဆိုရင်ပို့ဆိုးသွားပြီနော်ဟောဗာလဲဆိုရင်တဏှာကိုဦးဇင်းတို့အဓိကထားပြီးတတ်ရမှာမဟုတ်ဘူးဘသူ့ကိုတတ်ရမှာဒိဋ္ဌိကိုတတ်မှာဒိဋ္ဌိမြန်ပြောက်မှာဘာမြန်တီးမှာသောတာပန်မြန်တီးမှာဗျာနော်အနိုင်ဆုံးဟောဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်တတ်လိုက်ပြီဆိုရင်ဘာတီးသွားပြီခုနပြောခဲ့တဲ့တဏှာဆိုတော့အနာဂံဖြစ်မှာပင်နိုင်တာဗျကဲဆွေတော်မျိုးတော်များသောတာပန်တီးပြီလားမတီးသေးဘူးသောတာပန်တော့မလို့တက္ကရာကအနာဂံကိုယ်ကိစ္စမဟုတ်ဘူးဟုတ်သလားမတော်တဆအနာဂံဒီပိုင်းတော့ပြောတတ်ဘူးလေအဲ့ဒါတော့ဦးဇင်းပိုင်းလဲပါမှာပေါ့ဆွေတော်မျိုးတော့ဒီလောက်လှုပ်လာတာလေဦးဇင်းတော့မပါဘူးလို့မပြောရဲပါဘူးနော်အဲ့ဒီမှာတဏှာဖြုတ်တယ်ဆိုတာအနာဂံဒီမှာတဏှာကိုပယ်တတ်နိုင်တာသောတာပန်တော့မတီးနိုင်မပယ်တတ်နိုင်သေးဘူးဒါကြောင့်လို့ဦးဇင်းတို့အဓိကပြောမှာဒီဘာလဲဒိဋ္ဌိပြောရမှာဗျဒိဋ္ဌိပြောကတအားကိုတိတ်ကိုအရေးကြီးတယ်လေဒါကြောင့်မလို့ဦးဇင်းတို့ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီးမင်းညက်နေရဒိဋ္ဌိပြုတ်အခန်းကြီးပြောသွားခဲ့တယ်ဟောမင်းညာဆိုလဲကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကတဏှာထက်ဒိဋ္ဌိကပို၍ကြောက်စရာကောင်းတယ်တဲ့အဲ့ဒီမှာပဲဆရာတော်ဘုရားကြီးကဘာပြောသွားတယ်လဲဆိုတော့ဒိဋ္ဌိဗန္ဒနာဗန္နာတိတဏှာသောတေနဝံရှရိတဏှာသောတေနဝံရှန္တာနတေဒုက္ခဗမုစ္စတိတဲ့အဲ့ဒါဘာပြောတာလဲပြောခြင်းရပြောတာဟုတ်လားဆရာတော်ဘုရားပြောတယ်လို့ပါဠိစာပြဆရာတော်မျိုးတိုင်းသိနီးစက်မှုမရှိတော့ပြတိတ်သဘောပေါက်မှာမဟုတ်ဒါဥစဉ်တော့ပရိယတ်တိကိုပူဇော်တော့ပြင်ပူဇော်ပြတယ်အဲ့ဒါဘာပြောတာလဲဆိုတော့ဒိဋ္ဌိဒီဟူသောကျိုးတဏှာဒီဟူသောရေလင်ကျောမှာမျောနေတဲ့ပုဂ္ဂိုလ်ကနတေဒုက္ခပမုစ္စတိဘသူတယောက်မှဒုက္ခလက်ကလွတ်မှာမဟုတ်ဘူးတဲ့ဒါကိုပြောထားတာဟောကြည်တန်းတဏှာရေရင်ကျောမှာမျောနေတယ်ဟောကူတော့ကုခတ်ခြင်းပေမဲ့လို့ဒိဋ္ဌိဆိုတဲ့ကြိုးကြီးနဲ့တုတ်ထားတယ်ဗျာကဲကြိုးကြီးတုတ်ထားမှာတော့ဆိုရင်ကုခတ်နိုင်ပါမလားမကုခတ်နိုင်မှာတော့ဟိုတန်တရာပင်လေကျောမှာမျောကျင်နိုင်မျောဦးမှာပဲဒါကိုပြောတာနတေဒုက္ခပမုစ္စတိဒုက္ခလက်ကမလွတ်ဘူးတဲ့ဒုက္ခလက်ကမလို့ဆိုတာဆရာတော်မျိုးတော်မှာနောက်တစ်ဆင့်ပြောမယ်ဆိုသောတာပန်မတည်နိုင်သေးဘူးလို့ပြောသွားတာပဲနော်ဒါကြောင့်မလို့ဒိဋ္ဌိပြုတ်ကအရင်ပြေဘူးလားရေးကြည့်သလားရေးကြည့်တယ်ကျေးဇူးတော်ကြောင့်အောင်ဆန်းဆရာတော်ဘုရားကြီးကတော့မနေ့ကထပ်ပြောသွားတယ်လေတတ္တိယဝိယဩမထောဒရှမာနောဝမတ္တကေတက္ကာယဒိဋ္ဌိပါဟနာယတတောဘိက္ခုပရိပစီတဲ့ထားခဲ့လိုက်တော့စမမေးတော့အဲ့ဒီတော့ဒါဘာပြောသွားတယ်လဲရင်ဝလန်စုစံဥမီလောင်ဘသူအမြန်ရှောင်းဒိဋ္ဌိကိုအမြန်ဆောင်ရမှာဗျာဆိုတော့ရင်ဝလန်စုပြီးသေတဘဝပဲသေရမှာဟောစံဦးမီးလောင်ပြီးသေတဘဝပဲသေရမှာအဲ့ဒီခုနပြောတဲ့ဒိဋ္ဌိမပြုတ်ဖဲနေတာသိမယ်ဆိုတန်တရာအဆက်ဆက်မှာအိုခြင်းစိုးနာခြင်းစိုးသေခြင်းစိုးတွေမကြုံဘူးလားကြုံပါလားဒါကြောင့်မလို့ဘသူနာနာဖြုတ်ဒိဋ္ဌိနာနာဖြုတ်ရမယ်ဗျာဒါကြောင့်မလို့ဆရာတော်ဘုရားကတော့မနေ့ကလည်းပြောသွားခဲ့တယ်လေဟောဒိဋ္ဌိမပြုတ်ဖဲရှုတဲ့ဝိပဿနာသည်အာနေသောဝိပဿနာဘာဝိပဿနာဟောဒိဋ္ဌိပြောပြီးတော့ရှုတဲ့ဝိပဿနာသည်အာကြည်တဲ့ဝိပဿနာဟောဒိဋ္ဌိပြောပြီးရှုတဲ့ဝိပဿနာသည်အာကြည်တဲ့ဝိပဿနာတဲ့ဒါတော့ဘလဝဝိပဿနာနဲ့ဒုဗ္ဗလဝိပဿနာလို့ပြောခဲ့တာအာကြည်တဲ့ဝိပဿနာဆိုဘလဝဝိပဿနာဘာဝိပဿနာအာနေတဲ့ဝိပဿနာဆိုဒုဗ္ဗလဝိပဿနာအာနေတဲ့ဝိပဿနာကဟောသူ့ရဲ့အကျိုးကိုကြည့်ရမယ်အာနေတဲ့ဝိပဿနာရဲ့အကျိုးကကုသိုလ်တော့ရတယ်နိဗ္ဗာန်တော့မရဘူးအာကြည့်တဲ့ဝိပဿနာရဲ့အကျိုးပြကုသိုလ်လည်းရမယ်နိဗ္ဗာန်လည်းရမယ်ဗျာတယ်နော်ဒါသိကိုအရေးကြီးလာတဲ့အချက်တွေပေါ့ဒါကြောင့်မလို့ဒိဋ္ဌိပြုတ်များလို့ဒိဋ္ဌိပြုတ်များလို့ဆိုတာဒါအဓိကတည်ပြီးပြောနေကြတာနော်ပရိစ္ဆသမုပ္ပါဒ်သဏ္ဍာန်တရားနေဆိုတာဘာပြုတ်ဖို့ခန္ဓာအာယတနာဓာတ်သစ္စာအကြောင်းတွေသင်တယ်ဆိုတာဘာပြုတ်ဖို့ဒိဋ္ဌိပြောဖို့ဗျာနော်ဒါကြောင့်မလို့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကတော့ဝိပဿနာမလုပ်ခင်ဘာအရင်ဖြုတ်တိတ်ကိုအရေးကြီးလို့ပြောသွားတာအကြောင်းပဲပြောခဲ့တာမဟုတ်ဘူးနော်
ဆရာတော်ဘုရားကြီးကတော့ဘလောက်တောင်ပြောတယ်လောကလူတွေနားလဲဖို့တွဲဆိုပြလို့မစင်တကားကျွဲဥလာဘူးတို့တဲ့ခမရတို့တွေပြတဲ့ဒိဋ္ဌိမပြုတ်ဘဲနဲ့ဝိပဿနာလှုပ်လို့ကတော့ပြတဲ့ခမရတို့ဥမာပြရမယ်ဆိုရင်အုံးသီးစီစွတ်မျိုးပြတဲ့အာမတိရှာမတိဘိုက်ထဲရောက်ချင်ရောက်သွားလိမ့်မယ်တဲ့ဒိဋ္ဌိမပြုတ်ဘဲနဲ့တော့သောတာပန်တည်ပါမလားအုံးသီးလေအစမ်းမျိုးကြည့်ပါလားအာမတိရှာမတိအာလည်းမရှိဘူးရှာလည်းမရှိဘူးဘိုက်ထဲရောက်ချင်ရောက်သွားမယ်တဲ့နော်ဆရာတော်ဘုရားကြီးကအေးဒိဋ္ဌိမပြုတ်ဘဲနဲ့ဝိပဿနာလုပ်တော့ဆိုရင်နိဗ္ဗာန်ရောက်ပါမလားမရောက်ပါဘူးဗျာတဲ့ထပ်ပြောတယ်လေဆရာတော်ဘုရားကြီးကခမရတို့တွေဗျာခမရတို့တွေဗျာတဲ့တကားကျွဲဥလာတို့ရေသူမှသာစပိန်စီတက်ချင်တက်သွားလိမ့်မယ်တဲ့ဆရာတော်တလောက်ဆိုသဘောပေါက်ပါတယ်မပေါက်စရာအကြောင်းမရှိတော့ဘူးလေထပ်ပြောပြီးဆရာတော်ဘုရားကြီးခမရတို့တွေမီးသွေးကိုရေဆေးလို့ဖြူရင်ဖြူသွားလိမ့်မယ်တဲ့ဒိဋ္ဌိမပြုတ်ဘဲနဲ့မရနိုင်ဘူးဗျာတဲ့ဆရာတော်ကြီးအဲ့လူကိုခက်နာနာလေးစုံပါခဲ့ဒါကြောင့်လို့ဒိဋ္ဌိပြုတ်ကအရေးမကြီးဘူးလားအရေးကြီးသလားအရေးကြီးတယ်နော်ဒါကြောင့်လို့ဒိဋ္ဌိဝိသုဒ္ဓိဘာဝိသုဒ္ဓိအယူစင်ကြယ်ဖို့ကလည်းသိကိုအရေးကြီးတယ်တခါလေးမှဆိုတော့တရားအထုတ်နေနေပဲခေါင်းခါခြေလက်ကိုမြင်နေပြီဆိုရင်အဲ့ဒါဒိဋ္ဌိတဏ္ဍာနဲ့ရှုနေတာပဲဘာနဲ့ရှုနေတာတရားအထုတ်တော့အထုတ်နေဟာဒီပြောလို့မရဘယ်ရမလဲဆိုတော့မျိုးတော့ပြဉ္ညာနဲ့ပရမတ်ကောင်းမကွဲတော့ဟောဒါဟိုဒီပေါ်မှာတက္ကာယဒိဋ္ဌိကခံသွားပြီလေငါသူတော်ဘာယောက်ျားမိန်းမငါကောင်းငါခြေငါလက်ငါဆိုတာတခြားလားတက္ကာယဒိဋ္ဌိလားတက္ကာယဒိဋ္ဌိနဲ့အာထုတ်နေပြီအဲ့ဒါဆိုရင်ဘာဝိပဿနာဆိုအာနေတဲ့ဝိပဿနာဖြစ်သွားပြီဒီကံနာကိုကြီးဟောမြဲတယ်လို့ထင်တယ်ဥဒ္ဒနမြဲတယ်လားနားတဲ့သဘောလေးကတော့မြဲသလားကျင်တဲ့သဘောလေးကလည်းမြဲသလားမမြဲဘူးဗျအဲ့လိုမမြဲတော့ဆိုတော့တိလာပြီတတ္တရဒိဋ္ဌိပြုတ်သွားပြီဩအဲ့မမြဲဆိုတော့ तू ကအစားမထိုးလားဆိုရင်အစားထိုးနေတာပဲအစားထိုးတာကိုတွေ့သွားပြီဆိုတာနဲ့ဩပြတ်တယ်ဆိုတော့ဩစေတာဒိဋ္ဌိမစင်ဘူးလားဆင်ပြီလားအဲ့ဒီလိုဥဒ္ဒနတရားတော်ကမှာဒိဋ္ဌိပြုတ်ပြီးရှုဒိဋ္ဌိပြုတ်ပြီးဆိုတာဒါကိုပြောတာနော်တရားတော်နေဆိုတာယုံနံတို့ဘာလို့ပြောနေဆိုတာဒီခန္ဓာကိုယ်ကြီးကိုဘာလာဩဒါယုံနဲ့နာမတဘာအချမ်းမရှိဘူးရဲ့ခန္ဓာကိုယ်မှာနားတဲ့သဘောလေးပေါ်လဲဆိုရင်ငါနားတယ်ဆိုရင်ဘာဒိဋ္ဌိတက္ကာယဒိဋ္ဌိဟောဒီနားတဲ့ဘောလေးဖောက်ပြန်တာပဲလို့သိရင်ဘာဒိဋ္ဌိပြုတ်တက္ကာယဒိဋ္ဌိကိုဒါအပွားညာနဲ့ခွာနေတာဆိုတော့မျိုးတော်များနော်ဖြည်းဖြည်းရဲ့တစ်စင်ဦးဇင်းတို့ကနံပါတ်1အသိဉာဏ်နဲ့အရင်ကွာအောင်လို့ပြီးပြီဆိုရင်အပွားညာနဲ့ကွာအောင်လို့ပွားပါများပေါ်ပါများတယ်ဆိုတော့အပေညာဆိုတာဓမ္မကခေါ်ဆောင်သွားမှာသူကခေါ်ဆောင်သွားမှာအပေညာကကိုယ်ပယ်ခြင်းတိုင်းပယ်လို့မရဘူးဓမ္မကသူ့သဘောသူဆောင်ပြီးပယ်ပြီးတော့တဖြည်းဖြည်းချင်းပယ်သွားမှာဆိုတော့မျိုးတော်များနော်အဲ့ကိစ္စကိုရေးကြည့်ကိစ္စမဟုတ်ဘူးဦးဇင်းတို့ကအဓိကအသိဉာဏ်နဲ့အပွားဉာဏ်နဲ့အဲ့နှစ်ရေးကိုဦးဇင်းတို့အဓိကထားပြီးသွားကြရမှာပဲနော်အဲ့မှာကန္နာကမှာဖောက်ပြန်တယ်လို့ဆိုတာတက္ကာယဒိဋ္ဌိမပြောဘူးလားပြုတ်ပြီအဲ့တက္ကအဲ့နားတဲ့ဖောက်ပြန်တဲ့သဘောလေးကမြဲသလားရှင်းနာချုံနောက်နာစားထိုးတာဟောရှင်းကျင်နာချုံနောက်ကျင်နာစားထိုးတယ်ဆိုတော့ခိုင်နေမြဲဆိုတာတတ္တရဒိဋ္ဌိမပြောဘူးလားပြုတ်ပြီလားပြုတ်တာပဲဗျဟောအဲ့ဒီကနေတည်းဆင်းသွားဆိုတော့ဟောနာတာလေးကချုပ်ပြီးတော့မှဟောတတ္တရာလေးအစားထိုးလိုက်အစားထိုးတာတွေဆိုပြတ်တယ်ဆိုတော့ဩဇိရာဒိဋ္ဌိမစင်ဘူးလားဆင်ပြီလားဆင်ပြီပဲလေအဲ့ဒါကိုအပွားညာနဲ့ခွာလာတာဒီလိုချင်းဒါကြောင့်မလို့ဆရာတော်ဘုရားကပြောတယ်ယုံနာကိုအမှန်သိရင်ဘာပြုတ်တက္ကာယဒိဋ္ဌိပြုတ်တယ်ယုံနာကိုအမှန်သိရင်ဘာပြုတ်တက္ကာယဒိဋ္ဌိပြုတ်တယ်တဲ့ဟောအပြက်ကိုမြင်တော့ဘာဒိဋ္ဌိပြုတ်တတ္တဒိဋ္ဌိပြုတ်တယ်အပြက်ကိုမြင်တော့ဘာဒိဋ္ဌိပြုတ်အဖြစ်ကိုမြင်တော့ဘာဒိဋ္ဌိပြုတ်ဟောဥစ္စေတာဒိဋ္ဌိရှုပ်ရမယ်အဲ့ဒီလိုကဲဆိုတော့ပြောတယ်ယခုဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိအသိဉာဏ်နဲ့လဲဆိုတော့ပြောတယ်မှာထိုက်တဲ့တရားလဲဆိုတော့ခွာနေတာပဲဟောအပွားဉာဏ်နဲ့မခွာဘူးလားဆိုရင်ခွာနေကြတာပဲဒါပေမဲ့သုံးတာပဲဖြစ်ပြအဆုံးဖြစ်တဲ့နိဗ္ဗာန်မျက်မှောက်ပြုတ်နိုင်ပြီလားမပြုတ်နိုင်သေးဘူးဆိုတော့ဒိဋ္ဌိပြုတ်မပါလို့လေသူတကူတဲ့နဲ့လေမရဘူးဆိုတော့မျိုးတာဒါသိကိုအရေးကြီးတဲ့အချက်ပဲအဲ့ဒါကြောင့်လို့ရှင်သာရိပုတ္တရာကမေးတော့ရှင်ပုံနာပြောတယ်ရှင်ဘုရားရဲ့တဲ့ဒီလောက်ကလေးလေမဟုတ်ပါဘူးတဲ့အဲ့ဒါဆိုရင်ရှင်ဘုရားရဲ့တပည့်တော်ထပ်မေးပါဦးမယ်အရှင်ဘုရားမြတ်သောကျင့်ကိုကျင့်ပြီးသာသနာဘောင်ကိုဝင်ရောက်လာတယ်ဆိုတာဗျာတဲ့ကင်္ခာဝိတရဏဝိသုဒ္ဓိအတွက်ပါလားဗျာငုတ်တော့မမေ့သေးဘူးမို့လားကင်္ခာဝိတရဏဝိသုဒ္ဓိအတွက်အကျိုးငါရှင်ဘုရားသာသနာဘောင်ကိုဝင်ရောက်တယ်ဆိုတော့ဒီလောက်ကလေးလေမဟုတ်ပါဘူးဗျာတဲ့ကင်္ခာဝိတရဏဝိသုဒ္ဓိဆိုတာဘာပြောလဲကင်္ခာဆိုယုံမှားခြင်းကိုပြောတာဘာကိုပြောတာလဲယုံမှားခြင်းဝိတရဏဆိုလွန်မြောက်သွားတာကိုပြောတာဘာကိုပြောတာလဲ
ယုံမားခြင်းကိုလွန်မြောက်ပြီးတော့မှတခြားဖြစ်တာလားစင်ကြယ်သွားတော့လားဝိသုဒ္ဓိဆိုတာဘာကိုပြောတာစင်ကြယ်တာကိုပြောတာယုံမားတန်နေရကဲမာခြင်းကြောင့်ကအရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်လာတာလားဗျာဆိုတော့ရှင်ဘုရားရဲတဲ့ဒီလောက်ကလေးလဲမဟုတ်ပါဘူးတဲ့ဒါဆိုရင်အရှင်ဘုရားအဲ့ဆိုရင်နိဗ္ဗာန်ရဖို့တော့ကင်္ကာဝိတရဏဝိသုဒ္ဓိတန်လျာကင်းဖို့ကလည်းမလိုဘူးလားဗျာဆိုတော့လိုတာပေါ့အရှင်ဘုရားရဲ့မလိုဘူးလားလိုသလားလိုတယ်အရှင်ဘုရားရဲ့တိုးဝင်မဲ့လို့သူပြည့်စုံတော့လည်းဥပါဒချုပ်တဲ့နိဗ္ဗာန်ကိုမရောက်နိုင်သေးဘူးဗျာတဲ့သူမပါလို့ကလည်းမရဘူးသူကြည်ပဲလားဆိုတော့လေမဟုတ်သေးဘူးဆိုတော့မျိုးလားကင်္ကာဝိတနာဝိသုဒ္ဓိတဲ့အရှင်ဘုရားရဲ့တန်လျာကင်းဖို့ဆိုတာပရိစ္ဆသမုပ္ပါကိုနားလည်ကြတယ်ဆိုရင်တခြားကင်းတာလားတန်လျာကင်းတာလားတန်လျာကင်းတာပဲဗျာတဲ့ချိုးချိုသောပုရုဇဉ်ပုဂ္ဂိုလ်တွေခန္ဓာညောင်တရားတွေနာကြတော့တန်လျာကင်းနေကြတာပဲဦးဇင်းတို့ဒီခန္ဓာကိုယ်ကြီးကဲဦးဇင်းတို့ယခုလက်ရှိပြစ္ဆုတ်ပံခန္ဓာကြီးရနေဆိုတာပရိစ္ဆသမုပ္ပါလို့ရဆိုဘယ်ကွက်ထဲမှာနှစ်ကွက်ထဲမှာဟုတ်ပြီအဲ့ဒီနှစ်ကွက်မှာပြောကြည့်လိုက်ပါလိမ့်လေဝိညာဏ်နာယုတ်သလာယရဏဖတ်တာဝေယရဏဒီတရားဒီတခြားတရားလားအကျိုးတရားလားဒီခန္ဓာဒုက္ခသစ္စာရတယ်ဆိုတာတခြားကြောင့်ရတာလားအကြောင်းတရားတွေကြောင့်ရခဲ့တာအကြောင်းတရားတွေကြောင့်သစ္စာ၄ပါးကိုမသိတာကပြုတ်လောက်တာကဝိဇ္ဇာပြည့်စရာတခြားတရားလားအကြောင်းတရားလားအနာဂတ်မှာလားအတိတ်မှာလားအတိတ်မှာဘာသစ္စာတော့သမုဒိယသစ္စာဆိုတဲ့အကြောင်းကြောင့်ဘာသစ္စာရဒုက္ခသစ္စာရနေတာပဲအကြောင်းတရားကြောင့်အကျိုးတရားရတယ်ဆိုတာ ਨੇ သိပြီဆိုကြတော့အကြောင်းတရားပေါ်ဉာဏ်ရှင်းတော့တခြားသိမှာလားဝိသိကိစ္စသိမှာလားဝိသိကိစ္စသိမှာပဲဒီခန္ဓာကိုယ်ကြီးကဲဆိုတော့မျိုးကြည့်လိုက်လေဒီထဲမှာကြည့်လိုက်အဝိဇ္ဇာထဲမှာ၅ပါးသလားသူပါသလားယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါတရားဗျမနဝိဇ္ဇာဒါတွေကဖန်ဆင်းပေးတာဟုတ်သလားမဟုတ်ဘူးဒီခန္ဓာကိုယ်ရဆိုတာတခြားလားအဝိဇ္ဇာဆိုတာဆိုရင်တခြားလားအကြောင်းဓမ္မလားသင်္ခါရဒီလည်းတခြားလားအကြောင်းဓမ္မလားအေးအကြောင်းဓမ္မကြောင့်အကျိုးဓမ္မတွေရနေတာအကြောင်းဓမ္မကြောင့်ကြည့်လေအကြောင်းတရားထဲမှာတော့ငါသူတစ်ပါးမပါဘူးတရားပြန်မှာနဝိဇ္ဇာမပါဘူးအကျိုးတရားထဲမှာပါခြင်းလို့ရမလားမရဘူးဆိုတော့မျိုးတယ်အကြောင်းဓမ္မကြောင့်ဘာဓမ္မရအေးအကြောင်းကြောင့်အကျိုးဖြစ်တာပဲဟေးအကြောင်းကြောင့်အကျိုးဖြစ်တာပဲလို့အကြောင်းတရားပေါ်ဉာဏ်ရှင်းတော့ဘာသေးဝိသိကိစ္စသေးတယ်အကျိုးတရားခန္ဓာကိုခန္ဓာမှအမှန်သိတော့တခြားပြုတ်တာလားဒိဋ္ဌိပြုတ်တာလားဒိဋ္ဌိပြုတ်တယ်ဆိုတာဆိုတော့ကြည့်လိုက်လေဒီမှာကြည့်ကင်္ခာဝိတရဏဝိသုဒ္ဓိအကြောင်းတရားပေါ်ဉာဏ်ရှင်းသွားပြီဝိသိကိစ္စသေသွားပြီတည်ပြီလားမတည်သေးဘူးဗျာနော်ဒီလောက်နဲ့မရသေးဘူးဆိုတာဆရာတော်ဘုရားကြီးပြောခဲ့တာဒီလောက်ကလေးလည်းမဟုတ်ပါဘူးဆိုတာဒါကြောင့်ပြောခဲ့တာဦးဇင်းတို့အကြောင်းကျိုးဆင်ခြင်နိုင်နေရပဲနော်တော့လောကကြီးမှာလည်းဒီတိုင်းပဲစာမွဲအောင်နေဆိုတာတခြားကြောင့်လားအကြောင်းကြောင့်လားစာကြိုးစားတဲ့အကြောင်းကြောင့်စာမွဲအောင်နေဒါအကျိုးတရားဖြစ်လာတာတခြားလားအကြောင်းကျိုးလားအကြောင်းကျိုးပဲဒါကဦးဇင်းတို့ခန္ဓာညောက်ပြောတဲ့အခါမှာထုံးနေတူစွာပဲဒီခန္ဓာရတယ်ဆိုတာအကြောင်းတရားဖြစ်တဲ့သမုဒိယသစ္စာဆိုတဲ့အကြောင်းကြောင့်ရတာပဲလို့ဦးဇင်းတို့မှန်မှန်ကန်ကန်သိသွားပြီဆိုရင်တခြားတရားလားတန်တရားဝိသိကိစ္စတရားဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်တတ်နိုင်ပြီဆိုရင်ဘာတီးမယ်သောတာပန်ဒီမှာဗျာကောင်းပြီအဲ့ဒီမှာဒီကနေတဆင့်သွားအကြောင်းတရားကိုကြည့်တော့ရုပ်ဖြစ်ကြောင်းတရားက၄ပါးရုပ်ဖြစ်ကြောင်းတရားကခန္ဓာကိုယ်မှာနားရဲထုံနေခြင်းနဲ့ကြိုက်တယ်ခဲတယ်အဲ့ဒီဘောတည်းတခြားလားဖောက်ပြန်တာလားဖောက်ပြန်တာတခြားတရားလားရုပ်တရားလားရုပ်တရားအဲ့ဒီရုပ်ဖြစ်တဲ့အကြောင်းတရားကဘယ်နှပါးအဲ့ဒီ၄ပါးကံစိတ်ဥဒုအာဟာရဘာကြောင့်အဲ့ဒီအကြောင်းတရား၄ပါးကပြုတ်ရင်လည်းလို့ဦးဇင်းတို့ခန္ဓာကိုယ်မှာနားထုံခြင်းကြိုက်ခဲဆိုတဲ့ဖောက်ပြန်မှုတွေမပေါ်ဘူးလားပေါ်သလားပေါ်တယ်အဲ့ကံစေဥဒုအာဟာရဒီတခြားတရားလားအကြောင်းတရားလားဟောဖောက်ပြန်တဲ့နားထုံခြင်းကြိုက်တဲ့သဘောတရားဒီတခြားတရားလားအကျိုးတရားလားအကြောင်းကြောင့်ဘာပေါ်ဟောအကြောင်းကြောင့်အကျိုးဖြစ်တာပြီလို့အကြောင်းတရားပေါ်ဉာဏ်ရှင်းတော့ဘာသေးဝိသိကိစ္စသေးတာဒီခန္ဓာကိုနားထုံခြင်းကြိုက်မှာဘာကြောင့်ပေါ်တာလဲညကြောင့်ပေါ်တာလဲတန်တရားလာစရာလိုသေးလားမလို့တော့ဘူးနားထောင်ခြင်းကရဲ့သဘောတရားပေါ်လာဆိုတာအကြောင်းတရားဘယ်နှပါးကြောင့်ဟော၄ပါးကြောင့်ပဲဟေးလို့ပိုင်ပိုင်နိုင်နိုင်သိသွားပြီဆိုရင်တခြားသေးတာလားဝိသိကိစ္စသေးတာဝိသိကိစ္စသေးတာပဲဆိုတော့မျိုးတော်များဒါအပွားညာနဲ့ခွာနေကြတာဘာနဲ့ခွာတာဟောဓမ္မတရားတို့တွေကမှဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့တန်တရားတုတ်လောတွေမလာစေနဲ့နော်ဆိုတော့များဟောဒါခုနပြောတယ်ကံစိတ်ဥဒ္ဓအာဟာရအကြောင်းတရား၄ပါးကပြုတ်ပြင်ပြောင်းလဲလို့ငါတို့နားထောင်ခြင်းကဲသ
ဘောတရားတွေပေါ်နေတာပဲဆိုတော့ဟောအကြောင်းတရားပေါ်ဉာဏ်မရှင်းဘူးလားဉာဏ်ရှင်းပြီလားဒါဆိုရင်ဘာကြောင့်ဆိုတဲ့ကြောင့်နေတန်တရားတွေလာစရာမလိုတော့အဲ့ဒါဆိုရင်ဆိုတော်မျိုးတာဘာဝိသုဒ္ဓိဖြစ်ပြီဘာဝိသုဒ္ဓိဖြစ်ပြီကင်္ခာဝိတရဏဝိသုဒ္ဓိဖြစ်သွားပြီဗျာဟောအတစ်ဖြက်ကြည့်တော့နတ်ဖြစ်ကြောင်းဟာတရားက2ပါးနတ်ဖြစ်ကြောင်းတရားက2ပါးအာယုံနဲ့ဓွာရဘာနဲ့ပါအာယုံနဲ့ဓွာရပဲဆိုတော့မြို့ဓမ္မဒီစာအုပ်ထဲမှာပြန်ကြည့်လိုက်မယ်ဆိုရင်ရှေ့ဆုံးမှာဦးဇင်းတို့ဟောဓာတ်18ပါးကိုကြည့်လိုက်အာယုံနဲ့ဓွာရဆိုတာကိုပေါ်လွင်အောင်ပြောပြမယ်နော်အဲ့ဒီမှာအာယုံနဲ့ဓွာရတိုက်လို့ဟောနံဆိုတာပေါ်တယ်ရှုခံတရားဓာတ်18ပါးဟောအခန္ဓာ6ပါးမျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်ရှားအကြည့်ကိုယ်အကြည့်နော်အဲ့ဒါတွေကတခြားမဟုတ်ဘူးဆိုတော့မြို့တော်များအဲ့ဒါဓွာရတွေဘာတွေလဲဓွာရတွေတကားပေါက်တွေပေါ့နော်ဆိုတော့မြို့တယ်ပဲမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ရှားပေါက်ကိုယ်ပေါက်လို့သုံးသွားခဲ့တယ်အဲ့ဒါတွေတခြားလားတကားလားအဲ့ဒါဓွာရတွေလေဟောအဲ့ဒီမှာအာယုံနဲ့ဓွာရတိုက်တယ်ဟောအဲ့မှာကြည့်လိုက်အတိုက်တဲ့ဘယ်နှပါလဲအတိုက်တဲ့ဘယ်နှပါ6ပါးအဲ့ဒီမှာအစင်အတန်အနတ်ရတာတွေ့ထိစရာကြံတွေးစရာနော်အဲ့ဒီမှာဆိုရင်အဲ့ဒီမှာအစင်လေဟောအဲ့ဒီမှာအစင်တို့အတန်တို့အနတ်တို့ရတာတို့ဒီတခြားတရားလားအာယုံလားဟောအဲ့မှာအာယုံနဲ့ဓွာရလေနော်အဲ့နံဖြစ်တယ်ဆိုတာအာယုံနဲ့ဓွာရကြောင့်ဖြစ်လာတာလို့ပြောခြင်းလို့အဲ့ဒီမှာအစင်အတန်နဲ့အာယုံတွေသူကဘေးကနေအစင်တွေနဲ့လာတိုက်တယ်တိုက်တဲ့အခါမှာဥစ္စနုစီတော်မြို့တော်များဟောမျက်စိကြည့်နဲ့အစင်းနဲ့တိုက်တော့ဘာစိတ်ပေါ်တာမြင်စိတ်ပေါ်တယ်အာယုံနဲ့တော့အဲ့မြင်စိတ်တည်တခြားတရားလားနံတရားလားမြင်စိတ်ကိုပြပါဆိုပြလို့ရသလားတခြားမရှိတာလားအထယ်မရှိတာမြင်တဲ့သဘောတော့မရှိဘူးလားတတ္တိနေနဲ့တော့မရှိဘူးလားရှိတာအေးလေကြည့်လိုက်အဲ့ဒီမှာနံပေါ်တယ်နံတရားပေါ်တယ်ဆိုတာဘယ်သူနဲ့ဘယ်သူကြောင့်လဲဆိုရင်အာယုံနဲ့ဓွာရကြောင့်ဘာနဲ့ဘာကြောင့်ဟောဒီမှာကြည့်လိုက်လေအခန္ဓာနဲ့အတိုက်တန်နှစ်ခုစုံသွားတယ်အာယုံနဲ့ဓွာရနော်အခန္ဓာသည်ဆိုတော့မြို့တော်များဘာလဲဆိုတော့ဦးဇင်းတို့ကဓွာရအာယုံအခန္ဓာသည်ဓွာရဟောအတိုက်တသည်အာယုံအတိုက်တသည်အာယုံနဲ့ဓွာရသည်တခြားတရားလားအကြောင်းတရားလားပေါ်လာတဲ့နံတရားသည်တခြားတရားလားအကျိုးတရားလားအကြောင်းကြောင့်ဘာဖြစ်အကြောင်းကြောင့်အကျိုးဖြစ်တာပဲလို့အကြောင်းတရားပေါ်ဉာဏ်ရှင်းတော့ဘာသေးဝိသိကိစ္စသေးတယ်ဟောအကျိုးတရားမြင်စိတ်ကိုမြင်စိတ်လို့အမှန်သိတော့ဘာပြုတ်ဒိဋ္ဌိပြုတ်တာပဲဗျာဆိုရင်ဒါကြောင့်မလို့ဟောအကြောင်းကြောင့်အကျိုးလို့ဦးဇင်းတို့ဆိုတော့မျိုးထိုက်တဲ့တရားလို့ဆိုမစင်ကျင်နိုင်ဘူးလားစင်ကျင်နိုင်တာပဲတရားတွေနာတော့ဩဒါရုပ်ဖြစ်ကြောင့်တရား၄ပါးကြောင့်ဒုတွေခန္ဓာကိုပေါက်ပြန်ပြောင်းလဲမှုတွေပြနေတာဟောနံပေကြောင့်ပဲတဲ့အာယုံဓွာရကြောင့်မလို့တရားတွေပေါ်နေတာပဲမြင်စိတ်ကြားစိတ်နာစိတ်အစရှိတယ်နံတရားတွေပေါ်နေတာပဲလို့အကြောင်းကျိုးကိုဒါညှက်ချင်းသွားပြီဆိုရင်တခြားသိမှာလားဝိသိကိစ္စသိမှာဝိသိကိစ္စကင်းသွားတယ်ဆိုတာဆိုတော့မြို့တော်များဘာဝိသုဒ္ဓိလဲကင်္ခာဝိတရဏဝိသုဒ္ဓိဗျာနော်ဆရာတော်ဘုရားကတော့မနေ့ကဆိုတော့မြို့တော်ဒီမှာလေအဝိဇ္ဇာသင်္ခါရဟောဒီထဲမှာဒီအဝိဇ္ဇာသင်္ခါရရဲ့သဘောတရားသည်ဘယ်ကာလတော့ငါပြုလုပ်ခဲ့တာအတိတ်ကာလတော့ငါပြုလုပ်ခဲ့တာအဲ့ဒီအတိတ်ကာလတော့ပြုတ်ခဲ့တဲ့ဝိဇ္ဇာသင်္ခါရရဲ့သဘောတရားကြီးဒီမှာကြည့်လိုက်ဒီမှာရှိတဲ့ပစ္စုပန်ကာလတွေကိုအထယ်အနေနဲ့လိုက်တာဟုတ်သလားမဟုတ်ဘူးဘာအနေနဲ့လိုက်တာတတ္တိအနေနဲ့လိုက်တာဘာနဲ့လိုက်တာတတ္တိအနေနဲ့လိုက်တာဒါကိုနားလည်အောင်ဥမာတစ်ခုပြောမယ်ဆိုရင်တစိမ့်တုံးဥမာပြပေးလိုက်ပို့ရှင်းသွားတယ်တစိမ့်တုံးနဲ့ဦးဇင်းတို့ဆိုရင်စာရွက်တစ်ခုပေါ်တိုင်းကနေဆိုရိုက်ကြည့်လိုက်အဲ့ဒီတစိမ့်တုံးထဲမှာစာရွက်ပေါ်သွားတဲ့တစိမ့်တုံးတွေယခုဒီမှာမူရင်းရှိတဲ့တစိမ့်တုံးဟုတ်သလားမဟုတ်ဘူးဟုတ်တယ်ဆိုဒီမှာမကြံနဲ့တော့လေဟုတ်ပါသွားတော့ဟုတ်တယ်မလားဒါပေမဲ့ဆိုတော့အဲ့ဒီစာရွက်ပေါ်မှာရှိတဲ့တစိမ့်ဒီတစိမ့်သုံးနဲ့ရောကင်းတာဟုတ်သလားမကင်းဘူးဆိုတော့ဘာအနေနဲ့လိုက်တာတတ္တိအနေနဲ့လိုက်တာဘာအနေနဲ့လိုက်တာတတ္တိအနေနဲ့လိုက်တာပဲဦးဇင်းတို့ဒီခန္ဓာရတယ်ဆိုတော့လေအဝိဇ္ဇာသင်္ခါရအတိတ်တုန်းကပုံညာပြီးသင်္ခါရကုသိုလ်သင်္ခါရတွေပြုလုပ်ခြင်းတည်းတော့တတ္တိကြောင့်မို့လို့ဟောတခြားရတာလားခန္ဓာရတာခန္ဓာရတာတော့မတူဘူးလေတယောက်နဲ့တယောက်တူလို့လားအကြောင်းတရားတွေမတူလို့ဘာမတူတာအကျိုးတရားမတူတာအတိတ်တုန်းကဟောဒါနအကောင်းတဲ့ပုဂ္ဂိုလ်တွေချမ်းသာကြတယ်နော်သီလအားကောင်းတဲ့ပုဂ္ဂိုလ်တွေကျမ်းမာကြတယ်ဟောသမထအားကောင်းတဲ့ပုဂ္ဂိုလ်တွေစိတ်တည်ငြိမ်တယ်တခြားလားအကြောင်းကျိုးပဲလားဒါကိုဆိုတော့မျိုးတော့ဟာငါမှဖြစ်ရလေချင်းငါတို့တော့ဆင်းရဲတယ်ဟောအကြောင်းပေါ်မှာတန်တရားဝင်စရာအကြောင်းမရှိဘူးအတိတ်ကအကြောင်းကြောင့်ပြစ္ဆုတ်ပံတခြားရတာလားအကျိုးရတာ
အကြောင်းကြောင့်ကျိုးဖြစ်တာပဲအကြောင်းကြောင့်အကျိုးဖြစ်တာပဲဆိုပြီးတော့မှအမှဆိုတော့ပြောတာအကြောင်းတရားပေါ်ညာချက်သွားပြီဆိုရင်ဘာသေးသွားပြီဝိသိကိစ္စတွေ့သွားပြီဒီကန္နာကိုကြီးဗျမတရားတွေကဖန်ဆင်းပေးတာဟုတ်သလားမဟုတ်ဘူးအကြောင်းဓမ္မကြောင့်ဘာဖြစ်တာဒီလိုဒါသိတာပြီဆိုရင်ဟောဘာကြောင့်ဖြစ်တာလဲညအကြောင်းဖြစ်တာလဲဒါတွေတန်တက်လာကြမလို့စီးပွားဖြစ်တယ်ဆိုတော့လေတခြားကြောင့်လားအကြောင်းကျိုးလားအကြောင်းကျိုးပဲဟိုဟာတွေဒါတွေကဖန်ဆင်းပေးတာဟုတ်သလားမဟုတ်ဘူးဒါကိုဦးဇင်းတော်ဆိုတော်များပရိသတ်သမုပ္ပါသင်္นานတရားတွေနောက်တယ်ဟာဟိုဟာကြောင့်ဒါကြောင့်ဆိုရင်တော့ဆိုတော်မျိုးတော်များပရိသတ်သမုပ္ပါသင်္นานတရားနာကြိုးနှက်ပါမလားမနှက်ဘူးဒါကြောင့်မလို့အကြောင်းကျိုးဆင်ញင်နိုင်အောင်ကြိုးစားကြရမယ်ဘာလို့ဆင်ញင်ရမလဲအကြောင်းကျိုးကိုဆင်ញင်နိုင်တယ်အခုဆိုဆိုတော်များထိုက်တဲ့တရားလို့ဆိုတာဆင်ញင်နိုင်နေတာပဲတိုးတော်ညာလည်းပဲဆိုတော်မျိုးတော်များဘာဝိတ္တုဖြစ်သွားပြီကင်္ခာဝိတရဏဝိတ္တုဖြစ်သွားပြီတိုးရင်မလို့ဖြစ်ပြဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နိုင်ပြီလားဆိုရင်မပြုတ်နိုင်သေးဘူးရှင်ဘုရားကြီးဒီလောက်ကလေးလည်းမရဘူးဗျာတဲ့တန်တရားမကင်းလို့ကလည်းသူတပါးတဲ့ကင်းယုံတော့နေလေမရသေးဘူးဆိုတော့မျိုးတော်များနော်ဒါကြောင့်မလို့ရှင်သာရိပုတ္တရာမေးတော့ရှင်ဘုံနာကပြောခဲ့ဒီလောက်ကလေးလည်းမဟုတ်ပါဘူးဗျာတဲ့အဲ့ဆိုရင်ရှင်ဘုရားတပည့်တော်ထပ်ပြီးတော့မေးမယ်ဗျာတပည့်တော်တို့မြန်မြန်မေးမှဖြစ်မယ်ဗျာဘာလို့လဲဆိုတော့နတ်ပြန်ဆိုသိမ့်ပြီဗျာရှင်ဗျာဟုတ်လားအရှင်ဘုရားအဲ့ဆိုတပည့်တော်ထပ်ပြီးမေးမယ်အရှင်ဘုရားမြတ်သောအကျင့်ကိုကျင့်ပြီးသာသနာ့ဘောင်ကိုဝင်ရောက်လာတယ်ဆိုတာမဂ္ဂညာနာဒသနာဝိတ္တုအတွက်ပါလားဖေဟာမဂ္ဂညာနာဒသနာဝိတ္တုအတွက်ပါလားဖေဟာဒီလောက်ကလေးလည်းမဟုတ်ပါဘူးဗျာတဲ့အဲ့ဒါဆိုရင်ရှင်ဘုရားဥပါဒချုပ်တဲ့နိဗ္ဗာန်ကိုရောက်ဖို့အတွက်ကမဂ္ဂညာနာဒသနာဝိတ္တုရတယ်မလိုဘူးလားဖေဟာဆိုတော့လိုတာပေါ့အရှင်ပြဒါမပါလို့လေဒီတခုတည်းနဲ့လေမရဘူးဗျာတဲ့မဂ္ဂညာနာဒသနာဝိတ္တုဆိုတာဘာကိုပြောတာလဲဆိုမဂ္ဂမဟုတ်သည်အမဂ္ဂမဟုတ်သည်ဒသနာဆိုတော့ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းစွာမြင်ပြီးဝိတ္တုစင်ကြယ်တာကိုပြောတာဒါကိုဆိုတော့မျိုးတော်များနားလည်အောင်ထပ်ပြီးတော့တခုပြောကြမယ်ဆိုရင်ဒါသည်သမထအမြင်လားဒါသည်ဝိပဿနာအမြင်လားစင်ကြယ်ဖို့အတွက်အရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တာလားဘုရားဒီလောက်ကလေးလည်းမဟုတ်ပါဘူးဗျာတဲ့နော်ရှင်ဘုရားရေးတဲ့ဒါသည်သမထမြင်ဒါသည်ဝိပဿနာမြင်ကဆရာကောင်းသမားကောင်းကိုကြီးနဲ့ရှင်ကြတဲ့ပုံကိုယ်ဒီမှာလဲအများကြီးကြွားနိုင်တာပဲတဲ့မဂ္ဂဆိုတာလမ်းပေါ့နားလည်မယ်လမ်းဒါလည်းဆိုရင်ဝိပဿနာလမ်းလားသမထလမ်းလားဒါကိုစစ်စစ်နိုင်ပါတယ်ရုံကအရှင်ဘုရားသာသနာ့ဘောင်ကိုဝင်ရောက်လာတာလားလို့ဒါကိုမေးတော့တာနော်အရှင်သာရိပုတ္တရာဒီလောက်ကလေးလည်းမဟုတ်ဘူးဗျာတဲ့ဘာကြောင့်လဲဆိုရင်ရှင်ဘုရားတဲ့မဂ္ဂညာနာဒသနာဝိတ္တုဒီဝိတ္တုဖြစ်ဖို့တော့ကဆရာသမားတွေရဲ့အကူအညီယူပြီးတချို့တွေစင်ကြယ်နေကြတဲ့ပုံကိုယ်တွေလည်းရှိတယ်ဗျာတဲ့ဒါတော့သမထနဲ့ဝိပဿနာဆိုပြီးကျေးဇူးတော်ကြောင့်အောင်ဆန်းဆရာတော်ဘုရားကြီးဟောကြားဆုံးမပေးတော်မူခဲ့တယ်ဒါလေးကိုပဲဆွေတော်မျိုးတော်ပြန်လဲပြီးကျေးဇူးဆက်ပေးပါမယ်ဆွေတော်မျိုးတော်မှာလည်းပြီးခဲ့တဲ့စက္ကန့်တော့နာခဲ့ကြတယ်မှတ်မိကောင်းမှတ်မိကြပါလိမ့်မယ်နော်ဟဲ့ငုတ်တုတ်တွေများမိတ်ကုန်ကြပြီလားပြီးခဲ့တဲ့စက္ကန့်တော့ရှော့တုံးထမ်းတဲ့ဥမာဒီလောက်ဆိုသူတို့အဲ့လိုဖော်ပေးမှရတာဒီတိုင်းဆိုမရဘူးဘာပြောမှမသိဘူးဒီဦးစင်းရတယ်ဟုတ်လားဘာလေးလို့ပြောလိုက်ဦးစင်းရတယ်သိပါတယ်ဒီလိုလားအဲ့ဒီမှာဒါတိသမထမြင်ဒါတိဝိပဿနာမြင်ဆရာတော်ဘုရားသမထနဲ့ဝိပဿနာကိုတည်တည်ချာချာခွဲသွားခဲ့တယ်ဟောသမထကပြဉ္ညတ်ကိုရှုတယ်တဲ့ဟောသမထကဝိပဿနာကပရမတ်ကိုရှုတယ်တဲ့ဝိပဿနာကပရမတ်ကိုရှုတယ်သမထကပြဉ္ညတ်ကိုရှုတယ်ပြဉ္ညတ်ဆိုတာဆိုတော့ပြောခေါင်းခါခြေလက်မနေ့ကပြောခဲ့တယ်စိတ်တဝိတ္တုထဲမှာဟောအတုပအလောင်းကောင်ကြီးတွေကြည်နေတယ်အတုပအလောင်းကောင်ကြီးတခြားလားပြဉ္ညတ်လားဒါကြောင့်မလို့ဆိုတော့မြို့တွေမှာထပ်ပြီးတော့ကျုပ်ဆက်မယ်အထဲသည်ပြဉ္ညတ်သဘောသည်ပရမတ်အထဲသည်သဘောသည်ပရမတ်လောက်သဘောတော့အဲ့မှာအလောင်းကောင်ကြီးသည်အဲ့ဒါအထဲပဲအထဲကိုရှုနေတယ်ဆိုရင်ပြဉ္ညတ်ကိုရှုတာဖြစ်တဲ့အတွက်ဘာလဲသမထဗျာဟောပရမတ်ဆိုတာဆိုတော့မြို့တော်များပြောပြီးပြီဟောသဘောတရားလေးကိုပြောတာဘာကိုပြောတာလဲနားတဲ့ထုံနဲ့ကျင်နဲ့ကြိုက်တဲ့ခဲတဲ့သဘောတရားတွေပြပါဆိုပြလို့ရသလားဘာမရှိလို့လဲဘာမရှိလို့သဘောတော့မရှိဘူးလားရှိတယ်ဒါမှမဟုတ်ကျေးဇူးတော်ကြောင့်အောင်ဆန်းဆရာတို့ဘုရားကြီးကပြောတော့သဘောဟုတ်မှလောကုဟောသဘောဟုတ်မှလောကုလို့ပြောကြတာအဲ့ဒီမှာသဘောတရားလေးကိုဦးဇင်းတို့ရှုနေတယ်ဆိုရင်တခြားလောက်ဝိပဿနာလား
ဝိပဿနာပဲဗျာဆိုတော့မျိုးတော်မှာဒါကြောင့်မလို့ဓာတိသမထဓာတိဝိပဿနာမြင်ဖို့တော့ကဘာဝိသုဒ္ဓိမဂ္ဂညာနာဒသနာဝိသုဒ္ဓိဗျာတဲ့ပညာကိုရှုတာကသမထပရမတ်ကိုရှုတာကဝိပဿနာဗျာတဲ့ရှင်ဘုရားတဲ့တပည့်တော်တဲ့ဟုတ်တဲ့ထပ်ပြောတဲ့အခါမှာသမထဝိပဿနာတွေကိုထပ်ချောတဲ့ဟောတဲ့အောင်မယ်ဆိုရင်ရှင်ဘုရားနာယီကြော်တော့မှာရှင်ဘုရားကြည်ဟုတ်နာယီကြည်ဟုတ်အဲ့တော့ရှင်ဘုရားသမထနဲ့ဝိပဿနာရဲ့အကြောင်းတွေဘယ်ဟာသည်သမထဘယ်ဟာသည်ဝိပဿနာဘယ်ဟာသည်သမထလမ်းဘယ်ဟာသည်ဝိပဿနာလမ်းဆိုတာတော့ရှင်ဘုရားနဲ့တပည့်တော်ညီတော်နောင်တော်တွေနောက်ရက်မှာပဲဆက်မေးကြတာပေါ့ဗျာဒီချိန်ကစောစားချိန်နီးပြီဗျာဟုတ်လားအဲ့တော့နောက်ရက်မှာဟောတော့ဆွေတော်မျိုးလည်းဘယ်နေ့မှနာကြနောက်ရက်မှာပဲအပိုင်းကလေးနေနဲ့ဇလန်ညောကြပါလို့တိုက်တွန်းခြင်းပဲဆုတော်မေတ္တာပို့ပြီးတရားပဲသင်လိုက်မယ်နော်တတ္တလောကရလူနာမြမတွေမြတ်ဗျာဤတရားစစ်တွေယောသေးလေးစားခြင်းအဘောသေးနိဗ္ဗာန်ဆံမြတ်နိုင်ပါသည်လောဘဒေါသမောဟထိန်ဝေဤမိသုံးပါးကြီးမားပါလေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေကဘာတည်သမျှထွန်းပနိုင်ပါသည်